မင်္ဂလာပါ Special Entertainment မှာကြိုဆိုပါတယ်ဒီတစ်ခါမှာတော့နိုင်ငံတကာရေကြောင်းကုန်သွယ်ရေးအတွက်အရေးပါဆုံးလမ်းကြောင်းဖြစ်တဲ့ပနာမာတူးမြောင်းအကြောင်းကိုဝေမျှချင်ပါတယ်ပနာမာတူးမြောင်းဟာကမ္ဘာအင်ဂျင်နီယာလောကရဲ့အဖို့တစ်ခုဖြစ်ပါတယ်ပနာမာတူးမြောင်းဟာမြောက်အမေရိကနဲ့တောင်အမေရိကတိုက်ကြားရှိပနာမာနိုင်ငံမှာတည်ရှိပါတယ်အတ္တလန္တိတ်သမုဒ္ဒရာနဲ့ပစိဖိတ်သမုဒ္ဒရာတို့ကိုတိုက်ရိုက်ဆက်သွယ်ပေးတဲ့တူးမြောင်းလေးဖြစ်ပါတယ်ပနာမာတူးမြောင်းမရှိခင်ချိန်ကသင်္ဘောများဟာတောင်အမေရိကတိုက်နဲ့တောင်မဲစွန်းထိလှည့်ပတ်မောင်းနှင်ခဲ့ရပါတယ်ပနာမာတူးမြောင်းကြောင့်ခရီးမိုင်ပေါင်း8000ခန့်တက်တာခဲ့ပါတယ်ကမ္ဘာကုန်သွယ်မှုရဲ့9%ဟာပနာမာတူးမြောင်းကိုဖြတ်တန်းသွားလာရပါတယ်ပနာမာတူးမြောင်းကိုအဓိကအားဖြင့်အစင်းနဲ့ဖောက်လုပ်ခဲ့ပါတယ်1883ခုနှစ်အစပိုင်းမှာပြင်သစ်တို့ကစတင်ဖောက်လုပ်ခဲ့ပေမဲ့အဝါရောင်အဖျားရောဂါငှက်ဖျားရောဂါနဲ့ငွေကြေးအခက်အခဲများကြောင့်မအောင်မြင်ပဲရပ်နားခဲ့ရပါတယ်တူးမြောင်းဖောက်လုပ်စဉ်တွင်လူပေါင်း2000ကျော်သေဆုံးခဲ့ရပါတယ်1904မှ1914အထိအမေရိကန်တို့ကပြင်သစ်တို့ထံမှတူးမြောင်းဖောက်လုပ်ရေးစီမံကိန်းကိုလွှဲပြောင်းယူခဲ့ပါတယ်အမေရိကန်တို့ကခေတ်မီစက်ကိရိယာများနှင့်ရောဂါပိုးမှနှိမ်နင်းရေးနည်းလမ်းသစ်များကိုအသုံးပြုကာ1914ခုနှစ်ဩဂုတ်လ15ရက်နေ့မှာတူးမြောင်းကိုတရားဝင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်ပနာမာတူးမြောင်းရဲ့အလုပ်လုပ်ပုံစံ Lock System ဟာအလွန်စိတ်ဝင်စားစရာကောင်းလှပါတယ်ပနာမာတူးမြောင်းကိုပင်လယ်ရေမျက်နှာပြင်အတိုင်းတပြေးညီဖောက်ထားခြင်းမဟုတ်ပဲတူးမြောင်းရဲ့လေမှာရှိတဲ့ဂါတွန်းအိုင်ဟာပင်လယ်ရေမျက်နှာပြင်ထက်26မီတာခန့်မြင့်နေပါတယ်ပနာမာတူးမြောင်းသင်္ဘောများဖြတ်သန်းသွားလာရမှာတော့ Lock လို့ခေါ်တဲ့ရေထဲတံခါးစနစ်ကိုအသုံးပြုရပါတယ်တူးမြောင်းသင်္ဘောများဝင်လာတဲ့အခါမှာတော့ရေထဲတံခါးကိုပိတ်ရပါတယ်ရေကိုဖြည့်တင်းခြင်းဖြင့်သင်္ဘောကိုလှေကလေးတစ်ဖွေအထက်သို့မြင့်တင်ပေးပါတယ်သင်္ဘောများအိုင်ထဲသို့ရောက်တဲ့အခါမောင်းနှင်ပြီးတစ်ဖက်သမုဒ္ဒရာသို့ရောက်ခါနီးမှာတော့ရေကိုပြန်ထုတ်ကာသင်္ဘောကိုပြန်လည်နှိပ်ချပေးရပါတယ်ပနာမာတူးမြောင်းထဲကိုသင်္ဘောကြီးများပိုမိုဖြတ်သန်းသွားလာနိုင်ဖို့အတွက်2009ခုနှစ်မှ2016ခုနှစ်ထိတူးမြောင်းချဲ့ထွင်ရေးစီမံကိန်းကိုလှုပ်ဆောင်ခဲ့ပါတယ်ပနာမာတူးမြောင်းဟာယခုခါမှာတော့ Neo Panamax လို့ခေါ်တဲ့အလွန်ကြီးမားတဲ့ကုန်တင်သင်္ဘောကြီးများပင်ဖြတ်သန်းသွားလာနိုင်ပြီးဖြစ်ပါတယ်ပနာမာတူးမြောင်းရဲ့အရှည်ကတော့51မိုင်ခန့်ရှိပါတယ်တူးမြောင်းသင်္ဘောများဖြတ်သန်းချိန်မှာပျမ်းမျှ8နာရီမှ10နာရီခန့်ကြာမြင့်ပါတယ်1999ခုနှစ်ဒီဇင်ဘာ30ရက်နေ့တွင်အမေရိကန်နိုင်ငံကပနာမာတူးမြောင်းကိုပနာမာနိုင်ငံသို့လွှဲပြောင်းခဲ့ပါတယ်ပနာမာတူးမြောင်းသင်္ဘောတစ်စင်းဖြတ်သန်းသွားတိုင်းရေချိုကာလပေါင်း50တန်းခန့်အသုံးပြုရပါတယ်ယခုလက်ရှိမှာတော့ရာသီဥတုပြောင်းလဲမှုကြောင့်မိုးခေါင်ခြင်းနှင့်ရေချိုရှားပါးမှုများဖြစ်ပေါ်လာတဲ့အတွက်တူးမြောင်းရဲ့လုပ်ငန်းလည်ပတ်မှုဟာအခက်အခဲကြီးတစ်ခုလိုဖြစ်လာနေပါတယ်ပနာမာတူးမြောင်းဟာပင်လယ်ရေကိုအသုံးမပြုဘဲကာတွန်းလက်လို့ခေါ်တဲ့ရေချိုအိုင်ကရေကိုအသုံးပြုပြီးသင်္ဘောတွေကိုမြင့်တင်ရတာပါမကြာသေးမီနှစ်များအတွင်းကြုံတွေ့ခဲ့ရတဲ့ပြင်းထန်တဲ့မိုးခေါင်မှုတွေကြောင့်ရေမျက်နှာပြင်နှိမ့်ချသွားတဲ့အတွက်သင်္ဘောတွေဖြတ်သန်းခွင့်ကိုကန့်သတ်ခဲ့ရပါတယ်ပနာမာတူးမြောင်းဟာရေနက်တဲ့ချိန်မှာတော့တစ်နေ့ကိုဖြတ်သန်းခွင့်ရှိတဲ့သင်္ဘောရေအတွက်တွေကိုကန့်သတ်လေ့ရှိပါတယ်ပုံမှန်အားဖြင့်တူးမြောင်းသင်္ဘောတစ်နေ့ကိုသင်္ဘော36စီးခန့်ဖြတ်သန်းနိုင်ပေမဲ့အခြေအနေပေါ်မူတည်ပြီးအပြောင်းအလဲရှိပါတယ်တူးမြောင်းသင်္ဘောရေတင်တဲ့အတွက်သင်္ဘောတွေဟာကုန်တင်ပမာဏကိုလျှော့ချပြီးမှဖြတ်သန်းခွင့်ရပါတယ်ဒါကြောင့်ကမ္ဘာကုန်သွယ်ရေးကုန်ကျစရိတ်ကိုမြင့်တက်စေပါတယ်ပနာမာတူးမြောင်းအာဏာပိုင်အဖွဲ့ ACP အနေနဲ့ပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက်ရေကိုချွေတာနိုင်မဲ့နည်းပညာသစ်တွေနဲ့ရေလှောင်ကန်အသစ်တည်ဆောက်ရေးစီမံကိန်းတွေကိုအကောင်အထည်ဖော်နေပါတယ်သင်္ဘောတွေဆောက်ဆိုင်ရချိန်နေဖို့လေးလံစနစ်နဲ့ကြိုတင်စီရင်ပေးတဲ့စနစ်တွေကိုပုံမတင်းကျပ်စွာကြည့်တောင်းနေရပါတယ်ပနာမာတူးမြောင်းဟာအမေရိကန်အရှေ့ဘက်ကမ်းခြေနဲ့အာရှတိုက်ကြားကုန်သွယ်ရေးအတွက်အရေးပါဆုံးလမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်ပနာမာတူးမြောင်းဟာအခုလိုအကန့်အသတ်ရှိနေတဲ့အတွက်အချို့သင်္ဘောတွေဟာတောင်အမေရိကကိုပတ်သွားတာလည်းရှိသလိုစူးအဲတူးမြောင်းကိုပြောင်းလဲအသုံးပြုလာတာလည်းရှိပါတယ်ဒါကြောင့်ပနာမာတူးမြောင်းရဲ့အခြေအနေဟာမိုးရွာသွန်းမှုပေါ်အများကြီးမူတည်နေပါတယ်
ခဏမှသူများဟာမိုးရာသီမှာတော့ရေပြန်ပြည့်လာရင်လုပ်ငန်းလေပတ်မှုပုံမှန်ပြန်ဖြစ်တတ်ပေမဲ့ရေရှည်မှာတော့ရာသီဥတုဖောက်ပြန်မှုဟာအဓိကပြဿနာဖြစ်နေပါတယ်။လူကြီးမင်းများအနေနဲ့ကျွန်တော်ဝေမျှလိုက်တဲ့အကြောင်းအရာတွေကိုနှိမ့်သက်သဘောကျတယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို follow နဲ့ subscribe လုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။ကြည့်ရှုသူလူကြီးမင်းတူးချင်းစီကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။နောက်ဗီဒီယိုမှာပြန်လည်ဆောင်တွေ့ကြပါမယ်ခင်ဗျာ။